Hello မင်္ဂလာပါဒီနေ့ပြောပြခြင်းတဲ့အကြောင်းလေးကဒီ DJI ပေါ့နော် DJI mic လေးကိုဘယ်လိုသုံးလို့ရသေးလဲဆိုတာတချို့လည်းသိရပေါ့နော်တချို့လည်းမသိဘူးပေါ့မသိတဲ့လူတွေအတွက်ပေါ့နော်ပြောပြပေးခြင်းပါတယ်ဒီ DJI ကိုကျွန်တော်တို့ကဗီဒီယိုတွေ blog တွေရိုက်ချင်တဲ့အခါမှာဆိုဒီ mic ကိုသုံးတာပေါ့နော်တော့ကဒီကောင်ကိုကျွန်တော်တို့ကကင်မရာမှာတက်ပြီးတော့လည်းသုံးလို့ရတယ်ပေါ့ပုံမှန်ကတော့ type C နဲ့လာတာပါပဲအဲ့လိုမျိုးကိုရိုက်မဲ့ကင်မရာမှာကျွန်တော်တို့ကဒီမှာ type C မှာတက်လိုက် okay တက်ပြီးတော့ကျွန်တော်တို့ဒီမှာသုံးမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဒီ mic ကနေပြီးတော့မှဒီ mic ကအတန်နေပါသွားမှာပေါ့နော်ဒီဗီဒီယိုထဲမှာပါသွားမှာအဲ့လိုလဲသုံးလို့ရတယ်နောက်တစ်ခုကကြတော့ဘယ်လိုသုံးလို့ရလဲဆိုရင်ကျွန်တော်တို့ကဒီကင်မရာကိုမသုံးညင်ဘူးတခါတည်းညကျွန်တော်စာတင်တာကိုသူ့ကိုကျွန်တော်တို့ကျိုးမဲ့ mic အနေနဲ့သုံးညင်နေဆိုရင်လဲသုံးလို့ရတယ်ဘယ်လိုလဲဆိုတော့အကြတော့ဒီကောင်မလိုတော့ဘူးပြန်ပိတ်မယ်အဲ့ဒီမှာပါတယ်ကျိုးလေးပါတယ်เนาะအကောင်ကိုထုတ်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ကင်မရာနဲ့တက်တဲ့ဟောပါတယ်ဟုတ်ပြီเนาะအကောင်ချိတ်လိုက်ချိတ်ပြီးရင် Bluetooth ပေါက်တွေဒါမှမဟုတ်ကျွန်တော်တို့ mixer တွေမှာပါတဲ့ input ပေါ့เนาะ line input ထည့်လိုက်အဲ့လိုသွင်းလိုက်ပြီးဆိုရင်ဘာလို့ရမလဲဆိုရင်တဲ့ဒီက mic တစ်လုံးယူလိုက်ပါ okay เนาะhello this is T1 2ရပါတော့ဒီ speaker ကနေတက်ထွက်လာဒီ mic ကနေပြီးတော့မှပြောတဲ့ဟာကို speaker နဲ့တက်ထွက်လာ1 2 hello this is T1 2 hello this is T1 2 ဒါဆိုရင်ချိုးမဲ့ mic အနေနဲ့သုံးလို့ရတာပေါ့ဟုတ်ပြီနော်ဝေးရတယ်ပြော hello this is T1 2 check 1 2 1 2 hello this is T hello 1 2 hello this is T1 2 fine no